မင်္ဂလာပါညီမလေးလက်ထက်မှာလည်းအထုတ်နေတယ်ဘာလေးလဲလမ်းထိပ်ကတော့တားလို့အဲ့ဆန်စားတော့အရန်ကောင်းတယ်နေတိုင်းစားနေကြတယ်အခုလေနေခင်းကဘာမှမစားဘူးဟိုဘာရမ်းစားနေဟိုဖြစ်နိုင်မယ်ဆိုလေအခုအဲ့ဒီဘောသားတို့ကလေးအခုကျွေးပါလိုက်ကြားတယ်ကျမကစားခဲ့ကိုလိုရှူလာတာရှင်တို့စားနေရဆိုရင်ရှူလိုက်ပေါ့ဟုတ်လေကျေးဇူးတင်ပါတယ်ညီမလေးကျေးဇူးတင်ပါတယ်ဘယ်ကရဲအောင်စားနေတာဘာမလို့လဲကျွေးဦးကိုလိုတာပြေမကျဲကျုပ်ပြေလို့အားကြိုက်တာဗျာစီတယ်မောဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဘာလဲမြေဘာလဲဟာဘယ်လိုလုံးလဲလားပုံပြီလားလူတယောက်မှာနှလုံးပဲနှလုံးပါနှလုံးပေါ့စဉ်းစားရတဲ့ဘာမှရှိတယ်ဘာလို့ပုံသွားဘုဖြစ်နိုင်လို့ရှိရင်မြို့မင်းထိုက်လုပ်ခဲ့တဲ့ကိစ္စတွေထပ်ပြီးတော့မလုပ်စေနဲ့你这哎呦，身上蛮滑的。我说，哪嘞？ဆရာမစိုးခင်မှာရတဲ့ပစ္စည်းတွေမနက်ဖြန်ရောက်မယ်လို့အကြောင်းကြားထားလို့မမလက်ခံထားလိုက်လေဝေရှင်းရရှိလို့ရှိရင်ကိုဝစမထွက်သွားလိုက်သူရှင်းပေးလိုက်မယ်နော်အော်ဆိုင်နေအောင်နောက်ကိုအလုပ်ကိစ္စနဲ့ပတ်သက်လို့ရှိရင်ငါ့ကိုတိုင်းရိုက်ပြောစရာမလိုတော့ကိုဘိုးနဲ့ပဲပြောကိုမင်းချိုင်လောက်ခဲ့တဲ့အလုပ်တွေအားလုံးကိုဒီနေ့ကစပြီးတော့ကိုဘိုးကပဲကိုစီးနေမယ်ဟုတ်ပြီလားဟုတ်ကဲ့ပါမင်းမဟိုငါ့ရဲ့ဒီကျဲရလေဒီချိန်လို့မလာတော့ပါဘူးနော်မလာပါဘူး तू ကလေညာမခဏလာ तू ကအိမ်မပိုင်ဘူးလေကြော်ရလေအိမ်ရောကောင်းနေရောရထောင်းအကုန်ပိုင်တာခုတော့မအောင်ပိုင်တယ်ရတယ်ကားလာစားတယ်အကိုရပြီbaby ကြည့်စမ်းပါကွာအဲ့ရရရှုပ်ပွားနေတာဘယ်လိုဖြစ်တာလဲမစကူစပဲနေတာဟုတ်တယ်မလားအဲ့မတော့မကြောက်နဲ့နော်ဦးဘာလို့baby သူစမ်းနေတယ်ဗောဒီနေ့အေးဟာမကြီးကသူ့မှာနေမကောင်းလို့အဲ့ဒါယူနာပေါ့ဒီနေ့အဲ့ဒီအချိန်လေးတော့မှလေး baby ပြီးလာပြီမှာbaby နော်မတွေ့လားready နော်ကျန်ဒီဘာမှတတ်မထားဘူးနော်ဟာဘူးဒီလိုကိုဒီလိုဒီပြင်မှာဘာလို့ပြင်မှာပါလဲကိုကြီးနဲ့ပြလို့ရှိရင်အေးစေးမတွေ့ဟုတ်ပြီလေဘာဖြစ်လာလဲဒီနေ့တော့ဒီခိုင်လုံးနေတယ်ပါဘေဘီဒီထဲမှာလူရှိတယ်ဘေဘီအဲ့ဒါမှဘေဘီဟာမင်းဝါမင်းကိုတယ်ရဘေဘီလို့မမေးကြောင်နေရတယ်လို့မင်းအဲ့တော့ဒဲဒီကသမားရဲ့စောတာမင်းကျဲဟုတ်ပြီမမီးကမရဝတရား၅ပါးနဲ့အကျင့်ကြံပြီးနေတယ်ဒဲဒီကဒီမှာလာပြီးစမောဆွဲပြီဘာမှမလုပ်အေးဒါလည်းအဲ့လိုမလုပ်ပါနဲ့ကွာမင်းကမင်းဒါပဲငါလည်းဒါပဲမင်းလည်းရောက်တာငါလည်းရောက်တာကွာမ
ဒီမှာဒေဒီဘောမှာနေတဲ့စက်သားရင်စားနေတာ အာလူရောသားပါလေဒီ အာလူရောသားလည်းအင်းနဲ့ကဘာလဲခါတော့ဒေဒီဒါမေကအတော့ကလေးကိုသားချင်မှာကွာချင်းကစက်ကကောင်းလို့အဲ့ဒါကတော့အေးကိုဒီလိုပါ ကိုရအခုကိစ္စကိုဘယ်လိုလုပ်ပြလဲ နေမန်းနေချေ ကျမကတော့ရှင်းရှင်းပဲ အေးကြိုက်တယ် ဟိုမပြတ်နိုင် အဲ့ဒါလို့ဖြစ်နေရောဘာဘေဘီလေးရဲ့ မောင်လည်းချစ်တယ် ဟာမရဘူးလေ အကြာပါလေကြာဘယ်လိုလဲကြကြကြနားတော့ဟောမဟုတ် ဒီလိုဆိုလို့တည်ရမှာတည် တမန်တည်းမလားဟမ် ဒီလေးကကိုညီလေးရတယ်ဆိုတော့အရန်ဝမ်းသာလာပဲကြီးလေးဟာကိုကတရေတော့တရေပါကွာဒါပေမဲ့အကူရအရန်ချစ်တဲ့တရေပါအကြီးလေးဟာအာကြီးလေးဘယ်တော့မှလည်းကြီးလေးဟာအခုကြီးလေးတကူလားပြီးခဲ့ပါဦးကြီး အာဟဲ့လေတို့ဘာမှမကူညီနိုင်ဘူးသူတည်းရဲ့ဘုရားသက်သက်မလုပ်ချင်ဘူး ဘူးကြီးဒီကားတော့ကိုကြီးလေးပေးပါကြီးလေးဟာ သူ့ကတော့ကူညီရမှာ မူဒီလေးမိမသေအောင်ကကိုရဲ့ညီမလေးပါကြီးလေးဟာ အဲ့သူတည်ဗါလေအဲ့မိမဆုံးဆိုတော့ကူညီရ ဟိုပါတယ်ကြီးလေးဟာအဲ့လိုကိုကြီးလေးဟာကိုကြီးလေးကားလေးကြီးလေးကနေတစ်စက်ကြောက်ပြပေးပါလို့ဟိုကကိုကြီးတောင်းတာပါကိုကြီးလေးဟာ ဘယ်ချုပ်ပြောလိုက်တော့မင်းဒီကမတူတော့ဘူးခလေးလေး ဒီဘယ်လိုလဲအခုဘာလို့လဲလို့သိနေရလဲ ခင်ဗျားတို့ယောက်ျားရဲ့ဝိညာဉ်ဟာကျွန်တော်ဘေးမှာရှိနေတယ်အဲ့ဒါ तू ကအခုကြီးတောင်းပြီးတော့ခင်ဗျားတို့ပြောပြပါဆိုလို့ကျွန်တော်လာပြောပြတာပါ ဒီယူနေလားဒီမဟုတ်လားဆက်ပြောရတော့ ခင်ဗျားတို့ယုံကြည်လဲယုံမယုံကြည်လဲနေကျုပ်ကခင်ဗျားတို့ယောက်ျားအခုကြီးတောင်းလို့လာပြီးပြောပြတာ ကိုလည်းပြောနေတော့ငါ့ကြောင့်ပြောပြလိုက်တယ်ငါ့ကြောင့်ကူလိုက်တယ်အခုကူလိုက်တယ်ပြောပါစေ ခင်ဗျားကအဲ့လိုလုပ်လို့ဖြစ်မလားဗျာ အဲ့လိုတော့ပါကွာတခါတော့ကိုလည်းကိုပူပြကြီးလေးဟာသူတို့လည်းအခုနောက်ဆုံးနေနဲ့ဖြစ်ချင်းကန်ရင်တွေ့ချင်မှာပေါ့ကြီးလေးကိုလည်းသူနောက်ဆုံးနေတယ်ဖြစ်ပြကြီးကန်ပြကြီးလေးဆိုတော့ဒါရဲပါကွာနော်လက်ရှိပါခါရဲပါကြီးလေးဟာအဲ့လိုပြီးဝင်ကြောင်းနေတယ်ဆာပါကြီးလေးဟာကိုကမကြောက်ပါကွာအပေါ်ဝင်လေ3မိနစ်စိတ်တာပါကြီးလေးဟာကိုဝင်လို့ဒီလိုက်တော့မယ်နော်ဝေးအခုဒီလိုက်တော့မယ်နော်မင်းမောအော်ဒီတော့ခေးခေးအော်သူရီမူရီကြပါလားဗျာ ငါကြိုက်လို့ဟာ ရောပါအဆက်မရှိနေတဲ့တေးသားရောက်ဆောင်ပြီးအဲ့ဒီတော့ရဲ့ဒီနေ့ဒီတော့ရဲ့တော့ဟုတ်တယ်ကလေးဝါကိုကဲနေမယ်ဆိုရင်ကလေးဝါကိုနေချင်ပါရဲ့ဒီလေဒီလေဒီလေ နေကြပါဦးခင်ဗျားတို့ကြောက်ထွက်သွားပြီထွက်သွားပြီမလီဝိုင်းရကြတာဟဲ့
ခင်ဗျားတို့ဘာလို့အဲ့လိုငါကြီးနေကြတာတော့ တားကြီးပါဗောနေပါ့ရှာမချွေးချင်မရင်ငယ်ကတော့တောင်းစီတောင်းဒီတော့လေအဲ့ဒီလည်းကတော့မသိပါတော့တော့ဘာလို့လဲဒီကိုအော်ဂရိတ်တော့လည်းစစ်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 တော့ချင်တယ်တိတ်တာစိတ်ဓာတ်တွေပါအဲ့ဒီပါလေပြေတော့တာတာနေပါလေတော့မသိဘူး အေးဒီမှာခင်ဗျားတို့အားလုံးမိုင်းပြောနေပြီခင်ဗျားတို့ခုပြောနေဗျာ ဒီပါကြီးလေးသူတို့တော့ရောက်တော့အကိုရဲ့ပစ္စည်းကို